ရေအောက်ထဲကပစ္စည်းအဟောင်းတွေလိုက်ရှာတဲ့အဖွဲတစ်ဖွဲကအိုးတလုံးကိုရှာတွေးခဲ့ကြပါတယ်ရှင်ထိုင်းနိုင်ငံကံဖဲဖေမဲ့နန်းပေမြစ်ထဲကရှာတွေးခဲ့ကြတာရှုထဲမှာနစ်နေတဲ့အိုးအဝါကိုပိတ်စနဲ့ပိတ်ထားပြီးပရိတ်ကျိုးနဲ့ချီထားတာပါရှင်ပထမသူတို့ထင်နေတာကတေဆုံးသူရဲ့အယိုးအိုးလို့ထင်နေတာသူ့ကိုဖြေပြီးမှတော့အထက်ကဟာတွေထွက်ကြလာအောင်လို့အိုးကိုခောက်ချလိုက်ပါတယ်ရှင်ဒါပေမဲ့ထင်သားသလိုအယိုးပြာတွေမဟုတ်ဘူးထွက်ကြလာတာကကျိုးနဲ့အထက်ထက်ချီနှောင်ထားတဲ့လူပုံစံအယုတ်တရုပ်ပါရှင်အယုတ်ရဲ့ရင်ဘတ်အလက်တက်မှာတန်တချောင်းစိုက်ထားတယ်တန်စိုက်ထားတဲ့ပုံကအယုတ်ရဲ့အရှိကနေစိုက်ထားတာဖြစ်ပြီးနောက်ဘက်ကြောအထိပေါက်ထွက်အောင်စိုက်ထားတာအဲ့တော့အိုးတွေးတဲ့သူဟာတာမန်မဟုတ်ဘူးဆိုတာသိသွားခဲ့ပါတယ်ရှင်တန်ကိုနှုတ်ပေးဖို့အတွက်ကျွန်တော်ကိုဘာမှမလုပ်နဲ့နော်ကျွန်တော်ကူညီပေးမယ်နော်ပြောလဲပြောအယုတ်ရင်ဝါကတန်ကိုဆွဲနှုတ်လိုက်ပါတယ်နေ့9လပိုင်း25ရက်နေ့ကဒီအိုးစားတွေးခဲ့တဲ့သူကိုဆက်သွယ်မေးမြန်းခဲ့ကြပါတယ်ရှင်သူပြန်ပြောပြတာကစိတ်ဝင်စားဖို့ကောင်းတယ်အယုတ်ရင်ဝါတက်တက်မှာစိုက်ထားတာကရိုးရိုးတန်မဟုတ်ပါဘူးရှင်ဟိုးရှိတုန်းကတန်မှာတားရဲ့အမေကတပူစံခါဝါနောလို့ခေါ်တယ်။တော့မယ်ဆိုအောက်လန်းဆရာတွေအသုံးပြုတဲ့တန်အမျိုးအစားဖြစ်ပြီးရှေးဟောင်းတန်အစ်စ်ပါရှင်။တငယ်ချင်းတို့တော့မသိဘူး။အမကတော့ဒီတန်မျိုးပြီးတော့ဘယ်နေရာမှာအသုံးပြုတယ်ဆိုတာကိုအခုမှကြားသိရခြင်းမှာရှင်။စောစောကအကြောင်းကိုဆက်မယ်။သွားတွေးတဲ့သူကမြစ်ထဲမှာမြုပ်နေတဲ့ပစ္စည်းအဟောင်းတွေကိုလိုက်ရှာဆယ်ယူတဲ့အဖွဲကပါ။အိုးကိုတွေးတော့ဆယ်ယူလာခဲ့ပြီးချက်ချင်းမဖွင့်ရခဲ့ပါဘူးရှင်။သူ့စိတ်ထဲထင်နေတာကတေဆုံးသူရဲ့အယိုးပြအိုးလို့ထင်နေခဲ့တာနောက်မှရိပ်မိသွားခဲ့တာပါရှင်အဲ့တော့ဘေးနာကအဖော်တွေကလည်းမကြောက်နဲ့လေဘာကိုစောင့်နေတာလဲကြောက်မနေနဲ့အိုးကိုမမြန်ဖွင့်လိုက်လေမမြန်ဖွင့်ချလိုက်လို့ပြောကြတော့အလိုဝိုင်းပြောကြတော့သူလဲအိုးကိုဖွင့်ဖို့အတွက်အိုးအဝမှာပိတ်ထားတဲ့ပိတ်စမှာခြိထားတဲ့ပရိတ်ကျိုးအဖြူကိုအတော်ဖြည့်ယူရပါတယ်အိုးတက်တန်းကရေအောက်ထဲမှာအချိန်ကာလအဖြစ်ဘယ်လောက်ရှိနေလဲတော့မသိပါဘူးရှင်ဒီနေရာမှာထိုင်းနဲ့မြန်မာနဲ့ကစင်တူနေပါတယ်ထိုင်းမှာကဒီလိုအိုးမျိုးတွေတွေးခဲ့ရင်အထဲမှာဘာရှိလဲဆိုတာနီးနီးနဲ့သိကြပါတယ်တေဆုံးသူရဲ့အယိုးအိုးမဟုတ်ရင်နင်းအောက်လန်းဆရာတွေအသုံးပြုတဲ့အိုးပါရှင်နောက်အယုတ်အရှိနဲ့အနောက်ရှိတယ်မလားရှင်စိုက်ထားတဲ့တန်ရဲ့ပုံကအရှိမှာစိုက်တာကရွယ်ချက်တစ်မျိုးအနောက်မှာစိုက်ထားတာကရွယ်ချက်တစ်မျိုးပါရှင်အခုတွေ့တဲ့အယုတ်မှာစိုက်ထားတဲ့တန်ရဲ့ပုံစံဟာရင်ဝအရှိကနေဟိုးနောက်ကျောအထိပေါက်အောင်စိုက်ထားတာဆိုတော့တခုခုတော့ရှိမှာပေါ့ရှင်အဲ့တော့မနေ့25ရက်နေ့မူရင်းသတင်းတွေရဲ့ comment တွေအောက်မှာတချို့သောသူတွေကရေးလာကြပါတယ်အယုတ်မှာစိုက်ထားတဲ့ရှေးဟောင်းတန်ကိုတူတူလိုချင်နဲ့ဝယ်ချင်တယ်လို့တောင်းဝယ်ကြပါတယ်ရှင်လိုဖြစ်စဉ်မျိုးကဇက်ကရုပ်ရှင်နေမှာပဲမြင်ဘူးကြားဘူးတာပါရှင်အပြစ်မှာအခုမှတွေ့ဘူးတာပါအယုတ်ရင်ဝါတက်တက်မှာစိုက်ထားတာကရိုးရိုးတန်မဟုတ်ပါဘူးရှင်ဟိုးရှိတုန်းကတန်မှာတားရဲ့အမေကတပူစံခါဝါနောလို့ခေါ်တယ်